မင်္ဂလာပါဗျာဒီ comment လေးကိုဖြည့်ပေးခြင်းလို့ပါဗျာနော်ဈေးနှုန်းလေးလည်းပြပြပေးပါမယ်ပြီးတော့ကျွန်တော်တို့စီမှာပေါ့နော်ဒီပွဲ80ပွဲ90ပွဲ100ပွဲ200ပွဲ300မှာမဟုတ်ဘူးပေါ့နော်9ပွဲ10ပွဲစိတ်ကြိုက်မှာလို့ရပါတယ်အဲ့လိုမျိုးပေါ့နော်လှူဒန်းတဲ့ order တွေအတွက်ပေါ့နော်သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ကျွန်တော်ဆိုင်မှာတပွဲချင်းရောင်းတဲ့ဈေးနဲ့တော့မတူပါဘူးဗျာနော်တပွဲချင်းရောင်းတဲ့ဈေးကတော့ဈေးနည်းနည်းပို့တယ်ဒီပွဲများ order တွေအတွက်ကတော့လှူဒန်းတဲ့ order တွေတော့ကျွန်တော်တို့ဈေးနှုန်းလေးတက်မှတ်ထားတယ်ပေါ့နော်အဲ့မှာလည်းပွဲအများဆိုတဲ့အပိုင်းမှာကိုကတန်ခါ9ပါးကိုပဲအတန်းဆုံးလေးလောင်းလှူခြင်းနဲ့တန်ခါ10ပါး15ပါးအပါး20အပါး30ဒါအပါး100အပါး200အပါး300စိတ်ကြိုက်ပေါ့နော်ဒါကိုလှူခြင်းတဲ့နေရာမှာလောင်းလှူလို့တန်ခါတွေကိုလှူခြင်းတာလည်းရတယ်ဘိုးဘွားကြီးသားတို့ဂေယာတို့စိတ်ကြိုက်လှူလို့ရပါတယ်ဗျာနော်အဲ့တော့မှအလှူရှင်ကိုယ်တိုင်လာလှူခြင်းတာမျိုးဆိုရင်လည်းကျွန်တော်တို့ကစီစဉ်ဆောင်ရွက်ပြီးတော့မှတ်တမ်းဗီဒီယိုလေးတွေလိုက်ပြီးတော့ရိုက်ပေးတယ်ဗီဒီယိုလေးတင်ပေးတယ်ပို့ပေးတယ်ပြီးတော့ကျွန်တော်တို့အလူရှင်ကိုသားလှူပေးရတယ်ဆိုရင်လည်းစီစဉ်ဆောင်ရွက်ပြီးတော့ကျွန်တော်ရဲ့ TikTok တို့ Facebook တို့ YouTube တို့မှာတင်နေတဲ့ဒီအလူ order video လေးအတိုင်းပေါ့နော်ကျွန်တော်တို့ order လက်ခံစီစဉ်ဆောင်ရွက်ပြီးတော့ video လေးရိုက်တင်ပေးပါတယ်video လေးလည်းပို့ပေးတယ်ပေါ့နော်အဲ့အတွက်လည်းဒါဝန်ဆောင်ကတည်တံ့ပေးစရာမလိုပါဘူးဗျာနော်ကျွန်တော်တို့ကဒါကိုယ်ဆိုင်ရဲ့ဝန်ဆောင်မှုအနေနဲ့စီစဉ်ဆောင်ရွက်ပြီးတော့မှတ်တမ်း video လေးရိုက်ကူးတင်ဆက်ပေးတာဖြစ်ပါတယ်ဈေးနှုန်းလေးတွေကတော့တရုတ်ထမင်းကျော်ပရှုထမင်းကျော်ကတော့တပွဲကို9000 ဆိုပြီးတော့ရှိပါတယ်ကြက်သားနဲ့ပေါ့နော်ထဲ့ကြော်ရဲထဲမှာလည်းကြက်ဥပါတယ်အပေါ်မှာလည်းတပွဲချင်းစီအပေါ်မှာကြက်ဥကြော်တွေပါတယ်ပေါ့နော်တစ်လုံးချင်းစီအဲ့တော့ဗီဒီယိုထဲမှာပါတယ် portion လေးအတိုင်းပဲပေါ့နော်ကြက်ဥကြော်မထည့်ဘူးဆိုရင်တော့တပွဲကို9000ပါအဲ့တော့အပေါ်မှာကြက်ဥကြော်မတင်လဲဒါလူတယောက်စာတန်ဃာတွေကိုလောင်းလူမှာဆိုရင်လည်းတန်ဃာတစ်ပါးစာပြည့်စုံဖုံးပေးလို့ရတယ်သုံးဆောင်လို့ရတယ်ပေါ့နော်အဲ့တော့ကြက်ဥကြော်ထည့်ရင်တော့ပို့ပြီးတော့ပြည့်စုံတာပေါ့ကြက်ဥကြော်မထည့်ရင်လည်းရတယ်ကြက်ဥကြော်မထည့်ရင်တပွဲကို9000ကြက်သားနဲ့ပေါ့နော်ကြက်ဥကြော်ထည့်ရင်တော့တပွဲကို9000နဲ့မှ900ကြာစံကြော်ခောက်ဆွဲကြော်ကတော့တပွဲကို9300 6000ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒါကလည်းခုနထမင်းကြော်လိုပဲကြက်ဥကြော်မပါရင်တော့ကြက်သားနဲ့ပဲပေါ့နော်ထဲ့ကြော်ရဲထဲမှာလည်းကြက်ဥပါပြီးသားပေါ့နော်9000နဲ့မှ300ပေါ့နော်ကြက်ဥကြော်ပါရင်တော့တပွဲကို6000ပါဗျဈေးနှုန်းလေးလည်းပြပေးလိုက်ပါတယ်အဲ့လိုမျိုးပေါ့နော်ဒါ9ပွဲ10ပွဲ15ပွဲအစားပြီးတန်ဃာတော်တွေကိုလောင်းလူချင်တာပဲဖြစ်ဖြစ်စကိုင်းမြို့တင်ကိုလူချင်တဲ့နေရာကိုပေါ့နော်ကိုယ်တိုင်လာလူချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုစားလှူပေးပြီးတော့မှတ်တမ်းလေးတွေရိုက်ပြီးတော့တင်ပေးစေချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့စီမှာ order လေးတွေမှာယူခြင်းနဲ့ဆိုရင်တော့39 918645991 Viber Telegram ကိုလည်းဆက်သွယ်လို့ရတယ်ဒီ TikTok အကောင့်ရဲ့ message ကိုလည်းဆက်သွယ်လို့ရတယ်ကျွန်တော်ရဲ့3 color food and drink Facebook page cooking for you TH Facebook page ရဲ့ messenger တွေမှာလည်းဆက်သွယ်မြင်စုံစမ်းပြီးတော့ order လေးတွေမှာယူလို့ရပါတယ်ဗျာနော်ဗီဒီယိုလေးနဲ့ပြပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာနော်ဒါကြာစံကြော်ခောက်ဆွဲကြော်ထမင်းကြော်ပရှုထမင်းကြော်မှာမဟုတ်ဘူးပေါ့နော်တချို့မြန်မာထမင်းဟင်းလေးလှူခြင်းနဲ့ဝက်သားနဲ့ထမင်းကြက်သားနဲ့ထမင်းငဖယ်ဟင်းနဲ့ထမင်းအဲ့လိုလေးလှူခြင်းနဲ့ပေါ့နော်ကျွန်တော်စီကိုဆက်သွယ်လာပေါ့နော်တန်ဃာတော်တွေကိုဆွန်းလောင်းခြင်းနဲ့ဘိုးဘွားကြီးတော်လှူခြင်းနဲ့ဂေယာကိုလှူခြင်းနဲ့ဘဲနေယာကိုလှူခြင်းနဲ့ငွေမောက်ကတော့ဘလောက်လေးသုံးခြင်းနဲ့ငါးမောင်တို့ဘလို့စီစဉ်ပေးလို့ရမလဲအကိုတို့ဘလို့စီစဉ်ပေးလို့ရမလဲကျွန်တော်စီကိုဆက်သွယ်ပြီးတော့ပေါ့နော်ကိုလှူခြင်းနဲ့ငွေမောက်ကိုသုံးခြင်းနဲ့ငွေမောက်လေးနဲ့ကိုလှုပ်ခြင်းနဲ့ပုံစံလေးကိုညှိနှိုင်းပြီးတော့လေကျွန်တော်တို့ပုံမှန်လင်းပြောပြပြီးတော့ဒါလာရောက်တိုင်ပင်လို့ရပါတယ်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်တေချာညှိနှိုင်းပြီးတော့အလူရှင်တွေရဲ့စိတ်တိုင်းကြစီစဉ်ဆောင်ရွက်ပြီးတော့ဗောနော်ဒါကိုစားလဲလှူပေးတယ်ကိုတိုင်လာလူမှာဆိုရင်လည်းမှတ်တမ်းလေးလိုက်ရိုက်ပေးပါတယ်အဲ့လိုလေးစီစဉ်ဆောင်ရွက်ပေးတဲ့ဝန်ဆောင်မှုလေးရှိပါတယ်ဗောနော်အဲ့တော့ကျွန်တော်ရှေ့မှာပြောတယ်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်လေးတွေပေလေးတွေကိုဆက်သွယ်ပြီးတော့ order လေးတွေမှာယူလို့ရပါတယ်ရက်လေးတွေကတော့ကြိုယူမှရမယ်ဗောနော်ကျွန်တော်တို့မှာခုက1လပိုင်းထိကိုပဲရက်ကြိုယူထားတာတွေရှိပါတယ်ရက်လေးတွေဗောနော်ဒီ12လပိုင်းထဲမှာလည်းရက်ကြိုယူထားပြီးသားလေးတွေဒါစီစဉ်ဆောင်ရွက်ပေးရမယ့် order တွေတော်တော်များများရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်စီကိုဒါအော်လို order လေးမှာယူခြင်းနဲ့ဆိုရင်လာရောက်ဆက်သွယ်ပြီးတော့ကိုလှူခြင်းတဲ့ရက်လေးရယ်ကိုလှူခြင်းတဲ့နေရာလေးရယ်ခုနပြောသလိုပေါ့နော်ကိုသုံးခြင်းတဲ့ငွေအမှောက်လေးရယ်ကိုလှူခြင်းတဲ့ပမာဏလေးရယ်ကိုလာရောက်ဆွေးနွေးတိုင်ပင်ပြီးတော့ကျွန်တော်တို့စီစဉ်ဆောင်ရွက်ခိုင်းလို့ရပါတယ် order လေးလာအပ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဗျာနော်ဗီဒီယိုလေးနဲ့ပြပြပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တဒါ